aesthetic ဆန္ဒအောင်မှာကြိုက်တဲ့ကောက်မလေးတွေအတွက်ကင်မရာကြီးတစ်လုံးနဲ့မိတ်ဆက်ပေးမယ်မင်္ဂလာပါ Secret House ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Instagram နဲ့ Facebook တို့လိုနေရာမျိုးတွေမှာ aesthetic ဆန်ပြီးနူးညံ့ညံ့ပုံလေးတွေ cute ဖြစ်တဲ့ဓာတ်ပုံလေးတွေကိုမျှဝေခြင်းနဲ့ softy လေးတွေအတွက်ကန်တုံးကထုတ်ထားတဲ့ ISIS 285HSA လေးရှိပါမယ်နော် 20.2 megapixel နဲ့လှပတဲ့ပုံရိပ်လေးတွေကိုရိုက်ကူးနိုင်ပြီး creative ဖြစ်တဲ့ filter လေးတွေနဲ့နှစ်သက်ရာ file မျိုးစုံကိုလည်းစိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ် video ဘိုင်းအတွက်ဆိုရင်လည်း 1080p Ultra HDD ရိုက်ကူးနိုင်တာဆိုတော့ video အတိုလေးရိုက်ကြတာကြိုက်တဲ့သူတွေအတွက်လည်းတင့်တော်တဲ့ကင်မရာလေးဖြစ်ပါတယ် big flash လေးလည်းပါဝင်တာဆိုတော့အလင်းအားနဲ့နေရာမှာတော့ aesthetic ဆန်တဲ့ပုံတွေကိုဖန်တီးနိုင်ပါတယ်Wi-Fi function လေးလည်းပါဝင်တာဆိုတော့ရိုက်ကူးပြီးသား photo နဲ့ video တွေကို application ကနေတဆင့်အလွယ်တကူကူးယူနိုင်ပါတယ်အလေးချိန်ကလည်း150 gram လောက်ပဲလေးရဆိုတော့ခရီးသွားရင်အိတ်ထဲအလွယ်တကူထည့်သွားလို့ရပြီးရောက်တဲ့နေရာမှာအိတ်ထဲကနေအလွယ်တကူထုတ်ပြီးတော့ရိုက်ကူးနိုင်ပါတယ် vintage ဆန်တဲ့ body design ကြောင့်ကင်မရာလေးကကြည့်လိုက်တာနဲ့အခါကျနေမှာဖြစ်ပြီး fashion accessory တစ်ခုအနေနဲ့ပါလိုက်ဖက်နေမှာပါအခုလိုမျိုး aesthetic ဆန်ဆန်ပုံတွေကိုရိုက်ကူးလို့ရမယ့်အပြင် fashion accessory တစ်ခုအနေနဲ့ပါအသုံးပြုခြင်းတဲ့သူတွေအတွက် Sigma House မှာ Canon ISIS 285HSA လေးက install ရောက်ရှိနေပါပြီလက်ဆောင်ပေးခြင်းတာပဲဖြစ်ဖြစ်ကိုယ်တိုင်အသုံးပြုခြင်းတာပဲဖြစ်ဖြစ် Canon ISIS 285HSA လေးကိုသဘောကျလို့ဝယ်ယူခြင်းနဲ့ဆိုရင် Randy ဘဲမှာလုံးဝစိတ်ချရတဲ့ Sigma House ကိုသာလှမ်းလာခဲ့ပါတော့နော်